အမဒီမှာ10တန်းလောက်ပေါ့နော်10တန်းလောက်ထိုးပြီးသွားရင်တခါ9ခုစာလောက်ထပ်ပွားတယ်အဲ့လို9ခုစာပွားတဲ့ချိန်ကျရင်လေအမတို့ကပွားတဲ့နီးကိုပြန်ပြီးတော့အမပုံနဲ့ရှင်းပြမယ်နော်လက်တစ်ဖက်ကိုပြီးအောင်အမထိုးလိုက်တယ်လက်တစ်ချမ်းကိုပြီးသွားပြီဆိုရင်ကိုလိုချင်တဲ့အရှည်ရမရဝှက်ကြည့်လိုက်နော်ဒီလက်ဖမိုးမော်ဒီလိုမျိုးတင်နေရမှာအဲ့ဒါကိုမှအပေါ်အရန်တက်နေတယ်ဆိုမလားဘူးပေါ့နော်အဲ့ဒါကိုမှကိုကနဲ့ကိုအောက်မှာအဖောင်းစည်းပဲဖြစ်ဖြစ်ရိုးအမတိုင်တူလေးတွေပဲဖြစ်တယ်အောက်ဖက်ကိုကားလေးလိုချင်လို့တိုင်တူ9ခုစီထည့်ပြီးတော့ကိုလိုချင်တဲ့အရှည်ရောက်တော့အမဖြတ်ထားလိုက်တယ်သူ့ကိုဒီမှာဒီကနေစပြီးတော့တထောင်ဆက်နဲ့လက်မောင်းနဲ့ဂျားထဲမှာတဝက်လောက်နေရမှာတခါခွင်းလေးတွေ9ခုစာလောက်ပွားတယ်နည်းနည်းပိုကားသွားတယ်နောက်တစ်ခါတထောင်ဆက်နားလောက်မှာနောက်တစ်ခါ9ခုစာလောက်ထပ်ပွားတယ်ပိုကျဲသွားတယ်ပြီးရင်ဒီလက်ဒီအဖျားနာရောက်ခါနေဒီလိုတဝက်လောက်မှာနောက်ထပ်9ခုစာလောက်ထပ်ပွားတယ်အားလုံးခွင်းလေးတွေ15ခုစာလောက်ပွားလိုက်တယ်ပေါ့နော်အဲ့ဒါပြီးမှကိုလိုချင်တဲ့အရှည်ရရင်အနားကိုတိုင်တူထဲချင်တဲ့လူကဒီမှာအဖောင်းလေးလိုချင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်အဲ့လိုကားတောက်လျှောက်ကားလာတဲ့လူကတိုင်တူ3ခုစီလောက်ပဲထည့်အဲ့ဒါမှအနားမှာစီးလေးတွေဖြစ်သွားမှာပေါ့နော်အဲ့ဒါပြီးမှတိုင်လက်ကလေးနောက်ထပ်3-4တန်းလောက်ထပ်ထည့်လိုက်ကိုလိုတလောက်ပေါ့နော်ဒီအောက်အနားလေးလိုဖြစ်သွားအောင်ပေါ့အဲ့ဒါအမကဒီဟာခြေတလုံးနဲ့မလောက်ဘူးထပ်မှထားတာကိုဒီမှာမှားပြီးတော့အရောင်ကနံပါတ်မှားပြီးတော့ဒီမှာအစိမ်းအပုတ်ကြီးဖြစ်နေတယ်ဒါကြီးရာတစ်ခုထပ်ပြီးတော့ပြန်မာထားတဲ့ခါကျတော့လက်တစ်ဖက်ကရောက်တဲ့ချိန်ကျမှထိုးရမှာအခုဒါအမထိုးထားတဲ့တစ်ဖက်ကိုပြန်ပြီးတော့အခုတင်ပြီးတဲ့လောက်လေးကိုပြန်ပြီးတော့ထိုးလို့ရအောင်ရှင်းပြခြင်းလို့ဗီဒီယိုရိုက်လိုက်တာပြီးရင်အမအဲ့ဒီပေါ်မှာ starfish လေးတွေပန်းမွက်လေးတွေပေါ့နော်အဲ့ဒါလေးကိုဒီမှာတင်ပေးမယ်အားလုံးဘယ်နှမျိုးလောက်လဲဆိုတော့1မျိုး2မျိုးပြီးရင်3မျိုး4မျိုးအဲ့4မျိုးကိုအစိမ်းထိုးတဲ့လူကအစိမ်းအနှုတ်အရှင်းအဲ့ဒါမျိုးလေးတွေပဲသွားလိုက်ကာလာဖူးတွေထည့်ရင်နည်းနည်းအင်ဂျီအကြောင်တော်ကြီးဖြစ်သွားမှာဆိုလို့ပေါ့နော်ဒါပေမဲ့ကြိုက်တယ်ကိစ္စမရှိဘူးဒီလိုမျိုးလေးတွေစပ်ပြီးတော့ထည့်လိုက်မယ်ဆိုလဲရတယ်သူကာလာဖူးလေးတွေထည့်ကျင်တယ်ဆိုလဲလေနော်အခုဒီဟာလေးကို1မျိုး2မျိုး3မျိုး4မျိုးအမှတင်ပေးမယ်အဲ့ဒါလေးကိုအင်ဂျီလက်ကလေးကိုအရင်ရှင်းပြလိုက်အောင်မယ်ဘာလို့လဲဆိုတော့အင်ဂျီကအမကိုစောင့်နေရင်ကြာနေမှာဆိုလို့ချီရနောက်ထပ်2ရက်3ရက်ထပ်ကြအောင်မှာပေါ့နော်အဲ့တော့ဒီမှာအခုဒီဟာတဲ့ပြီးသွားပြီလေပင်ပြီးသွားပြီဒီလက်ကနေစပြီးတော့ထိုးတဲ့ဟာပြီးသွားပြီအဲ့တော့သူ့ရဲ့ chain pattern ကိုအမပြန်ရှင်းပြပေးမယ်နော် chain ကိုပုံမှန်တိုင်းအမတို့က 5 chain နဲ့တောက်လျှောက်သွားတယ်ဒါနမူနာပြတာနော် chain အရေးအတွက်ကိုအမနမူနာပြတာအဲ့ဒါလေးကိုရှင်းပြချင်လို့ပါလက်ကလေးကို3စင်းလောက်ပွားလိုက်တယ်3ခုစီလောက်ပိုရင်လည်းရတယ်5ခုစီလောက်ပိုခြင်းလည်းရတယ်ပိုကားခြင်းတဲ့လူက5ခုစီလောက်ထဲမလိုမျိုးပေါ့နော်အဲ့ဒါကိုမှနည်းနည်းလေးပဲကားမယ်ချီလည်းမလောက်ဘူးဆိုတဲ့လူက3ခုစီလောက်ပဲပွားမယ်နော်အခုဒီပက်တန်အတိုင်းပဲအမတို့ကခွင်းနေထိုးသွားတယ်ထိုးသွားတာဒါပတ်လဲထိုးတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကဒါဟိုဘက်ကိုပြန်ပြီးတော့သွားတဲ့သဘောနော်အမဒီအဆုံးလေးတွေပြန်မပြတော့ဒီအလဲမှာယူပုံယူနည်းကိုပဲပြမယ်အဲ့တော့ပွားတော့မယ်ဆိုရင်ဒီခွင်းထဲကိုအလဲကောင်မထည့်ဘဲနဲ့ဒီနားလောက်မှာကပ်ပြီးတော့လွယ်လေးပါတစ်ခုပွားလိုက်အဲ့ဒါပြီးရင်နောက်တစ်ခါဒီခွင်းထဲမှာပဲနောက်တစ်ခါတစ်ခုထပ်ထည့်လိုက်အဲ့ဒါဆိုရင်သူကတစ်ခုစာပွားသွားပြီပြီးရင်ပုံမှန်အတိုင်းပဲ9ခုလောက်ထပ်ထိုးလိုက်အဲ့ဒါပြီးရင်အဲ့လိုပွားတဲ့ဟာကိုတစ်ခုလောက်ထပ်ထည့်လိုက်ကို site ပေါ်မှာမူတည်ပြီးတော့ထည့်လိုက်ပေါ့နော်အဲ့တော့အခုတကွင်းထဲမှာပုံမှန်ဆိုဒီမှာတိုင်တိုထည့်ပြီးရင်တစ်ခါပြီးဒီဘက်ကိုပြန်လာမယ့်ဟာကိုအမားတို့ကဒီမှာတိုင်တိုထည့်ပြီးရင်နောက်တစ်ခါ 5 chain နဲ့ဒီထဲမှာပဲတိုင်တို2ခါထည့်သွားတယ်ပေါ့နော်ပြီးမှ5 chain နဲ့ဟိုဒါပွားတယ်လို့ခေါ်တယ်အဲ့လိုပွားတဲ့ဟာကိုပတ်ချလင်မှာ3ခုထည့်တဲ့4ခုထည့်တဲ့5ခုထည့်တဲ့အဲ့ဒါမျိုးထည့်လို့ရတယ်နော်အဲ့ဒါပြီးရင်နောက်တစ်ခါတရောင်စင်နာလောက်ရောက်ပြီဆိုရင်တစ်ခါ5ခုလောက်ထပ်ပွားတရောင်စက်နဲ့လက်ဖြန်နဲ့ဂျားထဲရောက်ပြီဆိုရင်ပြန်ပွားအဲ့လိုဆိုရင်ခုလိုမျိုးလေးကားလေးဖြစ်သွားတာပေါ့နော်ဒီမှာတွေ့လားလက်လေးကကားလေးအဲ့ဒါဆိုရင်ကိုကနဲ့ကိုခါတို့လေးဆိုအမဂျင်းပက်လေးနဲ့ဝင်ရင်လည်းရတယ်အင်ဂျီအစိမ်းဆိုဘောင်းမီဖြူပန်အဖြူလေးနဲ့ပဲဝတ်လို့လာတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီဟာကိုစိတ်တန်းကြောက်ဝတ်လို့ရအောင်ကားကျင်ကားဒါမှမဟုတ်လဲဒီလိုမျိုးတိုင်တိုထည့်ပြီးတော့ဒီလိုလက်ဖြားအဖောင်းစည်းလေးမြန်မာထမိန်လေးနဲ့ဝတ်ချင်တယ်ဆိုလည်းရတယ်နော်မြန်မာထမိန်နဲ့ဝတ်ချင်တယ်ဆိုတော့အမဒီပေါ်မှာပန်းဝင့်လေးတွေဗာလေးတွေအဲ့လိုထည့်လို့ရတယ်နော်အဲ့ဒါဆိုပူလာတယ်ဒါကတော့နည်းနည်းဒီပင်လေဒီတွေပုံစံမျိုးတွေပေါ့နော်ဒီကပို့ပြီးတော့နည်းနည်းလန်းလေးနဲ့ပို့လိုက်တယ်ဒီပုံစံကကြတော့နော်အခုဒါလေးကိုသင်ပေးမယ်နော်အရင်ဆုံးဒီ starfish လေးလိုပုံစံမျိုးဟာလေးကို
သင်ပေးမယ်2ရောင်ဇက်လေးပေါ့နော်သူကအထဲကအရင်လေးထည့်မယ်အပြင်ကိုအဖြော့လေးထည့်မယ်နော်ဒါလေးကအမ YouTube မှာလည်းတင်နေတယ်နော်အခု Lavender Handmade Collection ဆိုပြီးတော့ YouTube ကိုရှာကြည့်လိုက်ရင်အမဒီမှာပတ်တူးအထိတင်ပေးပြီးသွားပြီအခုဒါချီပြန်ယူမယ်နော်ယူပြီးသွားရင်1 2 3ချင်းပြီးရင်4ချင်းယူပြီးရင်ထိတ်ဆုံးကချင်းနေရာမှာရှက်ကော်လေးနဲ့ပြန်ယူမယ်နော်4ချင်း5ချင်းနာယူလိုက်ပါထိုးရခက်မှာဆိုလို့5ချင်းယူပြီးရင်ထိတ်ဆုံးကချင်းနေရာလေးမှာဂွင်းလေးပြန်ပြီးတော့လုံလိုက်အဲဆိုရင်5ချင်းဂွင်းလေးဖြစ်သွားပြီအဲဒါပြီးရင်နောက်တစ်ခါ3ချင်းပြန်လာနော်ဒီခြာလေးကြည့်မယ်နော်3ချင်းပြန်လာပြီးတော့ဒီဂွင်းထဲမှာပဲတိုင်တူတစ်ခုနောက်တစ်ခါ2ချင်းဂွင်းထဲမှာတိုင်တူတစ်ခုနောက်တစ်ခါ2ချင်းဂွင်းထဲမှာတိုင်တူတစ်ခုဆိုရင်အလုံးတစ်ခုနှစ်ခုသုံးခုရှိသွားပြီမရသေးဘူးနောက်ထပ်နှစ်ခုထပ်ထည့်မယ်2ချင်းတိုင်တူနောက်တစ်ခါ2ချင်းထဲမှာတိုင်တူအဲ့ဒါပြီးရင်ဘေးကဂွင်းထဲမှာပထမဦးဆုံးထည့်ထားတဲ့3ချင်းဂွင်းထဲကိုရှက်ကောတစ်ခါပြန်လာလိုက်နော်ရပြီနော်ပထမ3ချင်းတိုင်တူ2ချင်းတိုင်တူအလုံး5ခုစာထည့်တယ်ပြီးနောက်ဆုံးဘေး2ချင်းထည့်ပြီးသွားရင်ဘေးကပထမဦးဆုံး3ချင်းဂွင်းထဲမှာရှက်ကောလေးပြန်ယူလိုက်နော်ပြီးရင်ကိုလိုချင်တဲ့လောက်အရှည်ထိတက်သွားမယ်5 6 9 10 10ခုလောက်ဆိုရင်ကိုရပါပြီဟိုဟာလေသူကစိုက်အရင်ကြီးလုံးရင်လည်းအင်ဂျီကပုံတုံးလုံးကြီးဖြစ်မယ်10ပြီးသွားရင်နောက်တစ်ခါ2ချင်းပြန်လာဒီဘေးကပထမဦးဆုံး10ကိုပဲစပြီးတော့တိုင်တူလေး10ခုထည့်လိုက်အဲ့တော့အမကအရင်ပြစ်ကြီးမထည့်ဘူးဒါလေးတွေထိုးရတာပြင်းလို့ကိုယ်ထဲမှာအရှိကို5ခုအနောက်ကို5ခု10ခုထည့်မယ်လက်ကလည်းအကုန်လုံးမှာဘယ်5ခုညာ5ခုစီလောက်ပဲထည့်မယ်အဲ့တော့အခု20လောက်ပဲအမမျိုးစုံကိုထိုးလိုက်မှာပေါ့နော်ကြားထဲမှာလိုတေးသေးလေးတွေထည့်ခြင်းနေဆိုရင်တော့အဲ့ဒီကကြောက်ဆူးလေးတွေဗာလေးတွေထည့်မယ်တကယ်အပွင့်အကြီးကိုခုလိုမျိုး starfish နဲ့2မျိုးဒီဇိုင်း2မျိုးကိုဟိုဟာစီလောက်ပဲထည့်မယ်ရှေ့5ခုနောက်5ခုကိုယ်တဲ့ကိုလက်ကိုလည်း5ခုစီလောက်ပဲထည့်မယ်နော်အခုဒီမှာတတိုင်းတစ်ခုလုံးနဲ့ဒီမှာ2ချင်းလာပြီးတော့10ခုတိုင်ချင်း10ခုမှာတတိုင်းတစ်ခုလုံးနဲ့တိုင်တိုလေးတွေထည့်သွားလိုက်နောက်ဆုံးပိတ်ထိပေါ့နော်အဲ့လိုထည့်သွားပြီးရင်ဒီကချင်းခွင်းထဲကပြန်လာတာဖြစ်တဲ့အတွက်ကြောင့်ချင်းခွင်းထဲမှာပဲတခါတိုင်တိုပြန်လာလိုက်နော်ချင်းခွင်းထဲမှာပဲတိုင်တိုပြန်လာလိုက်ချင်း1နောက်ဘေးကနောက်တခါသူချင်းခွင်းလေးရှိတယ်အဲ့ထဲကိုတိုင်တူပြန်လာပြီးရင်1 2 3 4 5 6 9 10 10ပြီးရင်နောက်တစ်ခါသူချင်းပြန်တဲ့အဲ့10မှာတိုင်တူ10ခုဒီနည်းအတိုင်းနဲ့ပဲတပတ်ချလဲအားလုံး5ခုစာရအောင် starfish ကအားလုံးပွင့်ဖက်5ခုရှိရပေါ့နော်3ရပြီနော်4 5 6 9 10 9 10နော်10ထိုးမယ်နော်အဲပြီးရင်ထပ်ပြီးတော့သူ့ကွင်းထဲမှာပဲခဏထိုးထားတဲ့ကွင်းထဲမှာပဲပြန်ပြီးတော့တိုင်တူပြန်ထည့်ပြီးရင်နောက်တစ်ကွင်းထဲကိုချင်းဝမ်းလေးနဲ့နောက်ပြီးနောက်တစ်ကွင်းထဲကိုတိုင်တူပြန်ထည့်ပြီးရင်ချင်း10ခုပြန်တက်ပြီးရင်နောက်တစ်ခါသူ့ချင်းပြန်ယူပြီးတော့10ခုပြန်လာနော်ရပြီနော်အဲ့ဒါဆိုရင်ဒီတပတ်ချလဲလုံးအခုအမထိုးပြတဲ့အတိုင်းပဲထိုးလိုက်တော့နော်အဲ့ဒါဆိုရင်အရင်လေးကအားလုံး5ခုစာဖြစ်ပြီးရင်အပေါ်မှာနောက်တစ်ခါမှအဖြော့လေးပြန်ထည့်ပြမယ်နော်ခုဒါ5ခုရှိသွားပြီပေါ့နော်တစ်ခု2ခု3ခု4ခု5ခု5ခုကိုတိုင်တူ10ခုထည့်ပြီးရင်သူစထားတဲ့သူချင်းခွင်းထဲမှာတိုင်တူပြန်ထည့်ပြီးရင်ခု2ခု3ခု4ခု5ခုအောက်ခံရောင်လေးပြီးသွားပြီပေါ့နော်ဒီမှာလဲ10ခုထိုးပြီးသွားရင်ဒီသူချင်းခွင်းထဲမှာတိုင်တူထည့်တယ်ပြီးရင်ချင်းဝမ်းနဲ့ဒီဘက်ကစထားတဲ့ချင်းခွင်းထဲမှာရှက်ကိုပြန်ဆက်လိုက်အဲ့ဒါဆိုရင်ဒီက starfish ရဲ့အတွင်းကအရောင်ကပြီးသွားပြီအဲ့ဒါကိုအမကသူ့ကိုဒီတိုင်းကြီးဆိုရင်မထင်းမှာဆုံးလို့ပေါ့နော်အဲ့ဒါကိုဒီဟာခက်တာနော်2ရောင်ဇက်မှုလို့ခက်တာအမတို့1ရောင်နဲ့ထိုးတဲ့ချိန်ကျရင်ဒီအရောင်အရင်ကို1ရောင်နဲ့ထိုးတဲ့ချိန်ကျရင်ရိုးရိုးတိုင်ရှည်လေးတွေနဲ့ပဲတောက်လျှောက်ထိုးသွားလိုက်ရင်ရပြီနော်အခုက2ရောင်ဆက်မှာမှုလို့ဒီကအရောင်ကအဲ့တော့2ရောင်ဆက်တဲ့ဟာလေးတွေကိုအများကြီးမထည့်နဲ့ပေါ့
ရင်နေရာမှာနှစ်ခုလောက်ကြောနေရာမှာနှစ်ခုလောက်လက်မှာလည်းနှစ်ခုစီလောက်ပေါ့အဲ့ဒါကိုတခါလေး10ခုထိုးမယ်ဆိုရင်10ခု10ခုထိုးမယ်ဆို10ခုတစ်ထိုင်နဲ့အဲ့ဒီဟာကိုအပြီးထိုးလိုက်အဲ့ဒါဆိုရင်နောက်တစ်ခါဟိုဟာလုတ်เสียမလို့တော့ဘူးပတ်တန်ပြန်ကြည့်เสียမလို့ဗီဒီယိုကြည့်ရင်းနဲ့တခါလေးဒီဟာကိုတခါလေးအပြီးထိုးလိုက်ကိုထိုးမဲ့အရေးအတွက်ကိုပေါ့နော်အခုဒါလေးကတော့ကော်တွန်လေးနဲ့ပဲဆက်လိုက်မယ်နော်ကော်တွန်လေးနဲ့ပဲဆက်လိုက်မယ်လွယ်လေးပဲတခုရသွားရင်တခါတည်း10ခုစာကိုစိတ်တိုင်းကြထက်ခါဝင်ဆိုအများကြီးပေါ့15ခုစာလောက်အခု20စာလောက်တခါတည်းထိုးထားလိုက်အခုဒါဒီဟာပြီးသွားပြီဆိုရင်အမားတို့ကသူ့ကိုနှစ်ခုကြားမှာဒီဟိုဟာလေးရှိရလေချင်းဝမ်းလေးနဲ့ဆက်ထားတဲ့နေရာရှိတယ်အဲ့ဒီချင်းဝမ်းလေးနဲ့ဆက်ထားတဲ့နေရာကိုရအောင်ယူလိုက်ယူပြီးသွားရင်သူ့ကိုသူချင်းတက်လိုက်နော်နှစ်ခုကြားထဲကနေသူချင်းတက်လိုက်ပြီးရင်တစ်တိုင်နှစ်တိုင်ကိုကြော်လိုက်ကြော်ပြီးရင်တိုင်လက်ကလေးတွေ5ခုထည့်မယ်တစ်ခုနှစ်ခု3ခုဒီဘက်ကချင်းကနေဟိုဘက်ကိုတိုင်ရှည်ထည့်ထားတယ်ဆိုတော့ချင်းရဲ့အောက်ခံဆိုတော့တချမ်းကတော့ထိုးရခဲ့တယ်နော်ဒီခု1 2 3 4တိုင်လက်5ခုထိုးတယ်ပြီးရင်ဒီဘေးကက်ရဲ့တိုင်နေရာမှာတိုင်တို့2ခုစာထိုးတယ်နော်အဲ့တော့ဒီမှာ2ခုကိုကြော်တယ်ဆိုတော့2ခုဒီမှာ5ခုဆိုတော့9ခုဒီမှာတစ်ခုကို2တိုင်ခွဲတယ်ဆိုတော့10ခုအဲ့ဒါပြီးရင်နောက်တစ်ခါဘေးကက်ရဲ့မှာ9ခုအောက်ခံတိုင်10ခုကိုမှာရေပြတာနော်10ခုပြည့်သွားပြီเนาะဒီတစ်ခုလေးပဲ2တိုင်ခွဲတာကျန်တဲ့ဟာဒီမှာ2တိုင်ကြော်တယ်တိုင်လက်5ခုထည့်တယ်ဒီတိုင်တို့နေရာမှာ2တိုင်တို့ခွဲထည့်တယ်ပေါ့เนาะပွားထည့်တယ်ပြီးရင်နောက်ထပ်တိုင်တို့တစ်ခုစီ2တိုင်ထည့်တယ်ပြီးရင်2 chain 3 chain နဲ့ဒီဘက်ကိုပြန်꿰လိုက်ပါပြီးရင်ပထမဦးဆုံးတိုင်နေရာမှာတိုင်တို့တစ်ခုဒုတိယနေရာမှာတိုင်တို့တစ်ခုတတိယနေရာမှာတိုင်တို့ကို2ခုခွဲလိုက်တကယ်လာတယ်เนาะသူ့ပတ်တန်လေးကကောင်းတော့လေတကယ်ကိုဟိုမှာ starfish လို့ပုံစံမျိုးထွက်သွားတာသိလားဖြစ်တယ်လို့ထိုးတာမျိုးမဟုတ်ပတ်တန်အရာပေါ့နော်ပြီးရင်တိုင်လက်ကိုအားလုံး5ခုထည့်မယ်နော်တစ်ခုနှစ်ခု3ခု4ခုဒီဟာလေးတွေတင်ပေးခြင်းလို့မှာလေဟိုဟာလေးတွေကပန်းပွင့်လေးတွေဆိုရိုးလို့ပေါ့နော်ပြီးရင်နောက်တစ်ခါ2 chainပြီးရင်နှစ်ခုကြားမှာရှိတဲ့ chain နေရာမှာတိုင်လက်ကလေးထည့်လိုက်เนาะပြီးရင်နောက်တစ်ခါ2 chain ဒီဘက်ကနှစ်ခုကိုကြော်ပြီးတော့နောက်တစ်ခါတိုင်လက်5ခုရရင်เนาะတစ်ခုနှစ်ခု3ခု4ခု5ခုเนาะအဲ့ဒါပြီးရင်နောက်တစ်ခါကက်ရက်မှာ2ခုခွဲပြီးရင်နောက်တစ်ခါတတိုင်စီက2ခုเนาะအဲ့ဒါပြီးမှနောက်တစ်ခါ3 chain နဲ့ဟိုဘက်ကိုပြန်꿰ပထမဦးဆုံးတိုင်မှာတစ်ခါတစ်ခုနောက်တစ်ခါတစ်ခုပြီးရင်နောက်တစ်ခါမှာဒီမှာ2တိုင်ပြန်ပွားတော့အဲ့ဒါပြီးရင်နောက်တစ်ခါတိုင်လက်5ခုချစ်စရာလေးအဲ့ဒါအခုအမတင်ပြီးတဲ့လောက်ကိုဒီဟာကိုခေါင်းဝင်တစ်ထည်လုံးထိုးမယ်ဆိုတစ်ထည်လုံးပေါ့နော်10ခု15ခုအခု20အဲ့ဒါမျိုးတစ်ခါတည်းထိုးထားမယ်နော်အဲ့ဒါပြီးရင်ဒီမှာတိုင်လက်ပဲတစ်ခုရှိသွားတယ်တစ်ခုနှစ်ခု3ခု4ခု5ခုရှိသွားပြီနော်တိုင်လက်5ခုပြီးရင်နောက်တစ်ခါသူချင်းဒီနေရာမှာတဲ့နေရာမှာတိုင်လက်ပြန်ထည့်အဲ့ဒါပြီးရင်နောက်တစ်ခါသူချင်းရနော်လာတယ်ဒီမှာသူ့ရဲ့ပုံစံလေးကြတယ်ပတန်နဲ့ဆိုတဲ့အခါကျတော့เนาะပြီးရင်အယောင်ဆက်ထားတာလည်းလာတယ်เนาะဒီဟာကိုဒီမှာဒါတလူတင်လိုက်လို့ကတော့အရန်ကိုလာမှာပါပဲရှင်เนาะချစ်စရာလေးအဲ့တော့တစ်ထည်လုံးကိုဒါပဲထည့်မယ်ဆိုလဲရတယ်ထည့်တခြားဟာတွေတော့ပြီးအောင်မှတင်ပေးလိုက်အောင်မယ်အဲ့ဒီဟာဟိုဟာ၄မျိုးပေါ့နော်ဒီပတန်၄မျိုးကိုတင်ပေးလိုက်မယ်အဲ့ဒါကိုကိုယ့်နဲ့ကိုဒီမှာ
တခုနှစ်ခုသုံးခုလေးမျိုးကိုတင်ပြီးမယ်ကိုစိတ်တိုင်းကြဒီအစိမ်းလေးကိုပဲအနှုအရင်လေးတွေဒါလေးတွေအကုန်လုံးလုပ်သွားမယ်ဆိုလဲလုပ်သွားပေါ့နော်အဲ့ဒါလေးကိုအဆုံးတက်လေးပြချင်လို့ပေါ့နော်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုဆိုရင်ဒီမှာအဆုံးတက်လေးကနောက်ဆုံးတိုင်းနဲ့5ခုထည့်ပြီးရင်တူးချင်းထည့်ပြီးတော့စပြီးတော့ဒီမှာအမတို့တူးချင်းတက်ထားတဲ့နေရာမှာရှက်ကော်လေးနဲ့ဆက်လိုက်နော်ပြီးရင်ခြေစားတစ်ခါလေးရှင်းထားလိုက်နောက်တစ်ပိုင်းမှာနောက်ထပ်အပွင့်နေတင်ပြီးရင်ဒီဟာကိုကတ်ချုပ်တဲ့နေတင်ပြီးသွားရင်ပြီးသွားပြီနော်အခုလက်ကတင်ပြီးသွားပြီနော်လက်ကိုစောင့်နေတာတို့ဘာလို့ဖြစ်မှာစိုးလို့လက်ကိုပွားတဲ့နေနဲ့ရှင်းပြပြီးပြီအဲ့ဒါကိုကိုလိုချင်တဲ့အရှိအထီးကွာကိုထိုးချီအမျိုးစားပေါ်မှာမူတည်ပြီးတော့ဖြစ်နိုင်ရင်တော့အမကလက်ရှိကကားလေးကိုပို့ကြိုက်တယ်ခါတိုထိုးမယ်ဆိုရင်တော့ပေါ့နော်ဟိုဂါဝင်ဆိုလဲလက်ကလေးကိုကားလေးနဲ့ဂါဝင်လေးနဲ့အဲ့လိုမျိုးဆိုလှတယ်နော်သူကပေါ့ပေါ့ပါပါပုံစံမျိုးမြန်မာပုံပွဲသက်ပုံစံမျိုးမဟုတ်ဘူးပေါ့နော် fancy ပေါ့နိုင်နော်မင်းလှပါတယ်အမကတော့ဒီဟာလေးပဲအရင်အကြိုက်ဆုံးပဲဒီဟာလေးကိုအင်ဂျီလေးတွေမှာခုနအောက်နားလေးမှာတပွင့်ဆိုရင်ဒီနားလေးမှာတပွင့်တစ်ခုနဲ့တစ်ခုဘေးတိုင်ကြီးတွေတန်းစီပြီးတော့နေမထည့်နဲ့တစ်ခုကိုဒီလိုဘေးနားမှာကိုကရာထားပြီဆိုရင်နောက်တစ်ခုကိုသူ့ရဲ့အပေါ်နားလေးဒီနားလေးမှာဆိုရင်ရပြီနောက်တစ်ပွင့်ကိုတစ်ခါဒီနားလေးမှာတစ်ခါပေါ့နော်အဲ့တော့အပေါ်အောက်ကိုဖြစ်နိုင်ရင်အဲ့လိုဟိုဟာအညီလေးကလေးကိုအောက်ကိုချထားလိုက်တဲ့ကလေးပေါ့နော်ဒီပခုံးနေအားနေတဲ့လေးချထားလိုက်ပြီးရင်ဒီလိုရာထားဒီနားမှာတပွင့်ထည့်မယ်ဆိုရင်အောက်နားမှာတပွင့်ပြီးရင်အပေါ်ပိုင်းနောက်တပွင့်အောက်နားတပွင့်ပြီးရင်ပခုံးနားလေးမှာတပွင့်ပခုံးကိုမှဒီလက်နဲ့အပေါ်ဒီဆက်ထားတဲ့နေရာလေးတဲ့မှာထည့်ခြင်းနေဆိုရင်သပွင့်နဲ့ပြီးသွားတာပေါ့နော်ဒါအမနောက်ပိုင်းမှာတင်မဲ့ဟာပါဒါကြိုပြီးတော့ရှာထားတာကိုပြောပြပေးတာနော်